ချစ်မိတ်ဆွေတငယ်ချင်းအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်အောင်ကိုကနှုတ်ဆက်ပါတယ်เนาะကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေဒီနေ့ကတော့22ရက်တလ2026ပေါ့เนาะကြာသာပတိနေ့တနေ့ကုန်စားကျွန်တော်ပြောပြမှာကျွန်တော်ရဲ့ချစ်မိတ်ဆွေမော်ဒယ်မှာထွက်တာက2-3အင်တာနက်မှာထွက်တာက6-3 3ပိတ်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 နှလုံးကိုပေါင်းလိုက်6လို့ရ6ကိုပုံတည်မှတ်သက်2နဲ့ပြန်ပေါင်း8လို့ရအဲ့ဒီ8ကိုနက်ခတ်ပြန်ခွဲ8ရဲ့နက်ခတ်က1တဲ့1ရဲ့အကြီးက2တဲ့2ပါဝါ9တဲ့1ရဲ့အငယ်က3ညတဲ့3ညပါဝါ9တဲ့ဒီနေ့ဖို့ရမှာတနေကုန်စာထိတ်စီ2 3ည9ခွန်ထိတ်စီတဲ့နော်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကအပိတ်ပြတာပြီးသားကြာတာပတိတောက်ကြတနင်းလာ3ရက်အတွင်းမှာအပိတ်နှလုံးတစ်လုံးရှင်းမယ်ကျွန်တော်ပြတာပြီးသားနော်ပြီးသွားလို့ရှိရင်ကျွန်တော်1 chain ဘာ1 chain လဲဆိုတာလဲကျွန်တော်ပြတာပြီးသားကျွန်တော်မိတ်ဆွေတွေကျွန်တော်မိတ်ဆွေရဲ့သဘောတိုင်းမှာထိတ်စီဘာရှိသွားပြီလဲဘာထိုးတင်ပြီလဲဘာပရိက္ခစားတင်ပြီလဲကျွန်တော်မိတ်ဆွေတွေဒါနားလည်ပါပြီနော်ဟုတ်တာကျွန်တော်ကတော့တကွက်ပေးခဲ့မှာနှစ်တစ်တကွက်ထိုးတာအားလုံးအဆင်ပြေကံကောင်းကြပါစေလို့ကျွန်တော်အောင်ကိုဆုတောင်းပေးတယ်ဘိုင်ဘိုင်